baking soda scrub က the miss my suma best seller ဖြစ်နေပြီပဲလူတိုင်းနဲ့မတွေ့နိုင်ဟုတ်ပါတယ်ဒီအချက်ကို sugar coated မလုပ်ချင်တဲ့အတွက်စုပ်ပွင့်လင်းစုပ်ပြတချို့ကအသားပို့ပြီးတော့နူးညံ့လာတယ်အမရုပ်တွေကင်းစင်လာရင်ခံစားပြီးမြဲတချို့ကျတော့ပို့ပြီးတော့ခြောက်တယ်ရားတယ်လို့ခံစားတယ်အားကြောင့်လေအရင်ဆုံးသိထားမှာ baking soda ပါတယ်ဆိုတော့မကောင်းလို့မဆိုဘူး cosmetic product တစ်ခုရဲ့အကျိုးသက်ရောက်မှုက ingredient တစ်ခုပဲမဟုတ်ဘဲနဲ့ formula တစ်ခုလုံးပုံမှန်မူတည်တယ်ဒါပေမဲ့ baking soda တချို့သူနဲ့မတည့်ရတဲ့အကြောင်းရင်းတွေကပါတယ်လေ limited pH level skin ကသဘာဝအတိုင်းအနေနဲ့ acidic ဖြစ်တယ် baking soda က alkaline ဘက်ကိုသွားတာဖြစ်တဲ့အတွက် sensitive skin တချို့မှာ skin barrier ကိုရားရန်ထိခိုက်မှုဖြစ်စေပြီးခြောက်တာတင်းတာရတာတို့ဖြစ်နေနိုင်တယ်နံပါတ်2 skin type oily skin တချို့မှာအဆင်ပြေနိုင်ပေမဲ့ dry sensitive skin နဲ့ skin barrier အားနည်းတဲ့သူတွေမှာဆိုရင်တော့ irritation ဖြစ်နေနိုင်တယ်နံပါတ်3အသုံးပြုပုံဒီနေရာမှာ base scrub ကိုပဲတိုက်အချိန်ယူထွက်လည်းအရေးကြီးတယ်လို့ဘယ်အချိန်တိုက်လဲဆိုတော့လည်းအရေးကြီးတယ်ဆိုပါစို့ကိုကခရီးရပြန်လာတယ်နေပူလောင်လာပြီးချင်းမှချက်ချင်းသုံးလို့ရှိရင် base scrub မဆိုချက်ချင်းကိုနီညံ့တာရားရံတာလူတိုင်းဖြစ်နေနိုင်ပါတယ်ဒီမှာမှအသုံးပြုတဲ့ motion ဘလို့ပုံစံနဲ့ဖိလဲဆိုရယ် pressure ကလည်းပါပြန်တယ်နံပါတ်4 formula တစ်ခုလုံးနဲ့လည်းသက်ဆိုင်တယ် baking soda scrub ရဲ့ chemistry သဘောတရားကိုသိပြီးတဲ့အချိန်မှတောင်မှတခြားသောပေါင်းစပ်တဲ့ ingredients တွေကပိုပြီး dry ဖြစ်စေတဲ့ ingredients တွေကိုရွေးလို့ရှင်တော့ F formula ကလုံးဝသွားပြီးပဲဒါကြောင့် zero the miss my soup မှာဆိုလို့ရှင် glycerin coconut oil ပြီးတော့ sugar salt မဟုတ်ပဲ sugar ကိုထည့်တာမျိုးပေါ့နော်အဲ့လိုမျိုး moisturizing ingredients ကိုထည့်တာဘာလို့လဲဆိုတော့ baking soda ပါတဲ့ scrub ဖြစ်နေလို့ပါဆိုတော့ကပြောချင်တာက baking soda scrub ဆိုတိုင်းကိုနဲ့မထည့်တာမဟုတ်ဘူးအထက်ပါအကြောင်းအရာအများကြီးကိုကိုကဆက်ဆက်ဖို့လိုတယ် skin type skin barrier နဲ့အသုံးပြုပုံပေါ်မူတည်ပြီးရလဒ်လေးကွာနိုင်တယ်အရေးအကြီးဆုံးကကိုယ်အသားရည်နဲ့ကိုက်ညီတဲ့ exfoliation ကိုတုံးတက်ဖို့ပဲအသားရည်ဆက်ဆက်ဖြစ်နော် coffee scrub နဲ့ scrub max lavender whip scrub လေးကိုသုံးဖို့အတွက်လုံးဝ recommend ပေးရနော်